ဒီမျက်နှာလေးကိုတစ်ချက်ကြည့်လိုက်ပါရိုးရိုးအေးအေးရိုးသားမဲ့ပုံစံခင်မင်းစရာတောင်ကောင်းနေပါသေးတယ်ဒါပေမဲ့ဒီပြုံးအောက်မှာတော့ကြောက်စရာကောင်းတဲ့မိစ္ဆာကောင်းတစ်ကောင်ရခိုက်တကောင်ပုံးကွယ်နေပါတယ်ဒီလူကိုတားဆီးနိုင်မဲ့တူရဲသောသူကတော့ဘဝမှာအရာအလုံးဆုံးရှုံးထားပြီးထပ်ဆုံးရှုံးစရာဘာမှမရှိတော့တဲ့ရဲအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်သူကတော့ဝိရှဝါဘက်ကဝတ်ပါတစ်ချိန်ကနာမည်ကြီးရဲအရာရှိတစ်ယောက်ဖြစ်ခဲ့ပေမဲ့မထိန်ချုပ်နိုင်တဲ့ဒေါသတွေကြောင့်ယာဒူးလျှော့ပြီးနေဘက်ကိုရောက်လာခဲ့သူပေါ့အခုတော့သူဟာတာမန်မှုခင်းသေးသေးမွားမွားတွေကိုလိုက်ရင်သူ့စိတ်တန်ရာတွေနဲ့သူလုံးပန်းနေရပါတယ်ဒါပေမဲ့သမီးဖြစ်သူပျောက်ဆုံးလို့အကူညီလာတောင်းတဲ့ဖခင်တစ်ယောက်ရောက်လာတဲ့အခါမှာတော့သူ့ရဲ့ပြင်းစရာကောင်းတဲ့ဘဝကြီးကစောက်ထိုးမှုမျှော်ဖြစ်သွားပါတော့တယ်ရိုးရိုးလူပြောင်းမှုလို့ထင်ရပေမဲ့ဒါဟာကြောက်မက်ဖွယ်ရာရေခဲတောင်ကြီးရဲ့ထိပ်ဖျားလေးတစ်ခုပဲရှိပါသေးတယ်ဇလန်းရဲ့ဘီလိန်ဝင်လာပါပြီကြည့်ရတာလူသက်သမားနဲ့လုံးဝမတူဘူးမလားအဲ့ဒါကသူ့ရဲ့လက်နက်ပါပဲသူကအားငယ်နေတဲ့မိန်းကလေးတွေကိုပြစ်မှတ်ထားတယ်ဆွဲဆောင်နေပြီးတော့အစအနမကြံပြောက်ကွယ်သွားစေပါတယ်အကြောက်စရာအကောင်းဆုံးကဘာလဲတီလားသူ့ကိုဖမ်းမိတဲ့အချိန်မှာသူကလုံးဝထိတ်လန့်မနေပါဘူးပြုံးတောင်ပြုံးနေပါသေးတယ်သူကဘက်ကဝက်ရဲ့စိတ်ကိုကစားပြီးစိန်ခေါ်ပါတော့တယ်ဒီပွဲကပုပ်ကိုရေးတိုက်ပွဲဖြစ်လာပါပြီရှေးရိုးဆွဲဒေါသအိုးရဲကြီးနဲ့သွေးအေးရက်ဆက်တဲ့လူသက်သမားတို့ရဲ့အားပြိုင်ပွဲပေါ့နောက်ဆုံးထပ်ဖမ်းခံထားရတဲ့သားကောင်ကိုအချိန်မနှောင်းခင်ဘက်ကဝက်ကယ်နိုင်ပါမလားဘက်ကဝက်ချက်ပရာဝမ်ဟာရိုးရိုးမှုခင်းကားတကားမဟုတ်ပါဘူးလူတဘာဝရဲ့မှောင်မိုက်တဲ့ချမ်းကိုမိမောင်းထိုးပြထားတာပါပတ်တယ်လို့တို့ဓာဟတ်တို့လိုစီးရီးတွေကိုကြိုက်တယ်ဆိုရင်ဒီကားကိုလုံးဝလက်လွတ်မခံသင့်ပါဘူးဒီစကားရဲ့အသေးစိတ်အကြောင်းအရာတွေနဲ့အဆုံးသက်ကမျော်လင့်မထားတဲ့လှည့်ကွက်ကိုသိချင်ရင်တော့ကွန်မန့်မှာပေးထားတဲ့ link ကို join ပြီး Telegram မှာစကားအစအဆုံးမြန်မာစာတန်းထိုးနဲ့တွားကြည့်လိုက်ပါ